လာပါရှင်။အော်စကာတူမကျိုးဆိုပါရရှင်။ဒါလေးကတော့ရွှေအလေးချိန်နှစ်ဘဲချင်းအတူတူ16ဘဲရည်တဲ့တဆင်ရော်တဲ့15ဘဲရည်ရွှေရည်လေးကဘာကြောင့်ငွေပို့ပေးရလဲဆိုတော့ဗီဒီယိုဖိုင်လေးရဲ့အဆက်ဒုတိယပိုင်းလေးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်။ဒီနှစ်ခုရဲ့ရွှေရည်ကခြားချက်လေးပြောမယ်ဆိုရင်သူကတစ်ချက်သားကို16ဘဲရေမှာဒီဟာ15ဘဲရေကတဘဲရောထားတာဖြစ်ပါတယ်အဲ့တော့တစ်ချက်သားဆိုရင်တဘဲကွာခြားတာဖြစ်ပါတယ်ဒီနှစ်ဘဲသားလေးမှာဆိုရင်တော့ဒါနှစ်ဘဲသားဆိုရင်ဒီဟာလေး15ဘဲရေနှစ်ဘဲသားမှာဆိုတော့ကွာခြားချက်ကရွှေတရွေးလောက်ကွာခြားတာဖြစ်ပါတယ်သူတို့ရဲ့ကွာခြားချက်လေးကတော့เนาะနောက်ပြီးတော့ပစ္စည်းရဲ့အမြင်ကွာခြားချက်လေးကိုပြောပြပေးမှဖြစ်ပါတယ်ပစ္စည်းအမြင်ကွာခြားချက်လေးကဒီဟာလေးကတော့တေးချစ်ကလေးဖြစ်ပြီးတော့ဒီဟာလေးကတော့15ဘဲရီလေးကတော့ကြီးကြွပုံစံလေးဖြစ်ပါတယ်ဒီနှစ်ခုရဲ့အမြင်ကွာခြားချက်လေးကဘာကွာလဲဆိုလို့ရှိရင်16ဘဲရီလေးကတေးလေးနဲ့ချစ်လေးဖြစ်ပြီးတော့15ဘဲရီကတော့ကြီးနဲ့ကြွလေးရမှာဖြစ်ပါတယ်ဒီနှစ်ခုကိုမိန်းကလေးတယောက်အနေနဲ့တင်စားမယ်ဆိုလို့ရှိရင်ဒီဟာလေးက16ဘဲရီလေးကကြတော့ဖြူတက်မင်္ဂလိပေါ့နော်ဒီဟာလေးကတော့ရောင်းစုံကာလာတွေကြိုက်နှစ်သက်တဲ့မင်္ဂလိအနေနဲ့တင်စားလို့ရပါတယ်ဒီဟာလေးတွေနှစ်ခုကပုံစံမတူပါဘူးရှင်ဒါပေမဲ့ချစ်မိတ်ဆွေတို့ရောဘယ်ပုံစံလေးကိုကြိုက်ကြသလဲတယောက်နဲ့တယောက်အကြိုက်ကမတူပါဘူးရှင်ဒီလိုမျိုးသေးနဲ့ရွှေရည်ပြည့်မီတာကြိုက်တဲ့သူလည်းရှိသလိုဒီလိုမျိုးကြီးကြွကိုကြိုက်တဲ့သူလည်းရှိပါတယ်သူရဲ့ဝယ်ယူသူဟာဒီလိုကြီးကြွလေးကိုကြိုက်တယ်ဆိုရင်သူ့ရဲ့စိတ်မှာပျော်ရွှင်သွားတာဖြစ်ပါတယ်သူ့ရဲ့အကြိုက်ကလေးကိုရသွားတဲ့အတွက်ပျော်ရွှင်သွားတာဖြစ်ပါတယ်ဒီဟာလေးကအရော့အတွက်ရှိနေတဲ့အတွက်ငွေကြေးပမာဏပိုသွားတာဖြစ်ပါတယ်ငွေကြေးပမာဏပိုသွားတဲ့98,000ကျော်တန်ဖိုးကိုသူ့ရဲ့စိတ်ကျေနပ်မှုနဲ့ပျော်ရွှင်မှုကိုလဲယူလိုက်တဲ့သဘောပဲဖြစ်ပါတယ်ဒီဟာလေးက98,000ကျော်ပို့တယ်ဒါပေမဲ့ဒီဟာလေးကိုဒီလိုကြီးကြွလေးကိုကြိုက်တဲ့သူ့ရဲ့စိတ်မှာကျေနပ်ပျော်ရွှင်သွားပြီးတော့ဒါလေးကိုစိတ်ကျေနပ်ပျော်ရွှင်မှုအတွက်ငွေလေးနဲ့ဝယ်ယူသွားတာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတို့အတွက်ဘဟုတုတတစ်ခုကြံခဲ့တယ်ဆိုလို့ရှိရင်အပေါင်းလေးနှိပ်ပြီးအသေးလေးပေးခဲ့ပါအောင်ရှင်ကျမတို့ရဲ့လူတဘာဝပတ်ဝန်းကျင်မှာလည်းပျော်ရွှင်မှုတွေကိုငွေကြေးနဲ့ဝယ်ယူနေတာတွေအများကြီးရှိပါတယ်ဥပမာခရီးထွက်ခြင်းဆိုရင်လည်းပဲပျော်ရွှင်မှုကိုငွေကြေးနဲ့ဝယ်ယူပြီးတော့စိတ်ပန်းဖြေပြီးတဘာဝရှုခွင့်တွေခံစားနေကြတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်